ရသမားအမျိုးမျိုးရှိတယ်တချို့ကတောက်ပေါ်လို့ခေါ်တယ်တဲ့တောက်ပြီးပေါ်တော်တော်တွေလောက်တာကလာတွေရောတချင်းဆိုတာတွေရောတောက်ပေါ်လို့ဖင်ရမ်းတာတော့ဘာလို့ကိုကြီးမင်းညိုမူးရင်ဖင်ရမ်းတယ်တောက်ပေါ်ရှိတယ်တောက်ပေါ်တယ်ဆိုတာတောက်ရစ်တောက်ပြီးရင်ရစ်တာမပြီးနိုင်ဘူးကွာတဝိုင်းလုံးသူးကြည့်ရှင်းနေတာအလုံးသိခါတောက်ရစ်တချို့ကတောက်ကြွားဆိုတာရှိတယ်တောက်ပြီးစပယ်ရှယ်ကြွားတာမင်းဒီကားကိုဘယ်လောက်ပေးရတယ်အမှတ်တော့ဟာတောက်ပြီးသိခါနာတောက်ကြွားလဲရှိတယ်အမျိုးမျိုးပေါ့ဗျာတချို့ကတော့လေတောက်ပြေးရှိတယ်တောက်ပြီးအရက်ဖုံးမရှင်းမဲ့ထထပြေးတာတောက်ပြေးရိုင်းနဲ့မတင်နဲ့တောက်ပတ်ဆိုတာရှိသေးတယ်ရိုင်းနာမဟုတ်ဘူးနော်တောက်ပြီးမပြီးဘူးဟိုဆိုင်ပတ်ဒီဆိုင်ပတ်နဲ့ဟိုဆိုင်သွားအောင်မယ်ဒီဆိုင်သွားအောင်မယ်အဲ့လိုကောင်းနေလဲရှိတယ်ကျွန်တော်ကတော့ပြောတာနော်ကျွန်တော်တောက်စားတောက်ချင်အောင်ဆောင်ပြီးစားတာကျွန်တော်နဲ့ထိုင်ပြီးဆိုညီမလေးဟာကြည့်တယ်အမြီးကွက်ကိုသူတို့ခမကုံဆိုအမြီးရကုန်ဘူးကျွန်တော်ခတ်တီတီပဲတောက်ချင်အောင်ဆောင်ကျွန်တော်တောက်စားတယ်ပါတယ်